ကိုက invest မလုပ်နိုင်ရင်တောင်မှပတ်စံစုအခုကဘာဖြစ်နေလဲဆိုရင်လူငယ်တော်တော်များများကရလာတဲ့ပတ်စံကို they buying to impress other people yes iPhone အတက်လားအင်ဂျီအတက်လားနာယီအတက်လားခီးတွားပြတာလားလက်ဆောင်ပေးရလားလူတွေရဲ့အထင်ကြီးခံမှုကိုလိုချင်တဲ့အတွက်ကြောင့်မို့ပတ်စံကိုမစုပဲနဲ့ဟာကားဝယ်လိုက်တယ်ဟွာဝယ်လိုက်တယ် impress အရန်ဖြစ်ချင်တယ်လားကျွန်တော်အဲ့ဒီ mindset ကပြောင်းဖို့လိုတယ်ပေါ့နော်ကျွန်တော်သူ့လေးဆိုကျွန်တော်ခဏခဏပြောရပေါ့နော်သူဆိုရင် fragrance ကိုအရင်ကြိုက်တဲ့ကမှာသူ့မှာပတ်စံပေါင်100ရှိရဆိုပေါင်100 fragrance တွားဝယ် I think it's so wrong တဲ့လားပတ်စံစုထားတာလည်းဘာမှမရှိဘူးရှိရပတ်စံနဲ့တွားဝယ်တယ်အဲ့ဒီ mindset ကမားတယ်ပေါ့နော်အဲ့တော့လူငယ်တွေကကိုတခုခုဝယ်ဖို့စဉ်းစားတဲ့အခါမှာအမြဲတမ်း okay ငါ Zara အင်ဂျီတစ်ထည့်ဝယ်မယ်ငါဒါမျိုးအင်ဂျီ10ဝယ်နိုင်လား10ဝယ်နိုင်မှတွားဝယ်အခုက10လည်းမဝယ်နိုင်ဘူးရှိရပတ်စံတွေအကုန်လုံးလည်းတုံးတယ်ပေါ့နော်အတုံးဖြုံးအရင်ကြီးရယ်ကွာအဲ့တော့အမြဲတမ်းလူငယ်တယောက်အနေနဲ့ဒီဒီတဲ့ကိုယ့်အကို system ချထားတဲ့တယ်ပေါ့နော်ဒီ finance မှာဆိုရင်ကိုက needs wants နဲ့ invest ပေါ့နော်ဒီ3ခုကိုခွဲထားတဲ့ needs မှာဆိုရင်အမြဲတမ်းကွာဒါ rent တွေပေးရမယ်အစားအသောက်တွေရှိမယ် pay တွေရှိမယ် wants မှာဆိုရင် I want to learn education လား I want to travel ပေါ့နော်ဒီအတွက်လည်းတီးတန့်ခွဲထားရမယ်ပြီးရင် investment ကတော့အနည်းဆုံး 20% ရှိရမယ်အဲ့တော့ဒီ needs အတွက် 50% တုံး wants အတွက် 30% တုံး investment ကတော့ 20% ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ရလာတဲ့ salary ကိုအဲ့လိုမျိုးခွဲထားဖို့လိုတယ်ဒီဗီဒီယိုအပြည့်အစုံကို DD's Burmese Vlog YouTube Channel မှာတွားရောက်ကြည့်ရှုနိုင်ပါပြီ